တော်သခင်ကျော်လာတော်မူခြင်းနှင့်သာဝရဒုက္ခချမ်းသာကိုဆောင်မြုံနေကြသောပြုတော်ကိုအားယခုကာလတွင်ဉာဏ်ချင်းဝကြည်သူစွာပေးတော်မူပါပြီးတော့လူတရားတော်မူဖြင့်မကောင်းမြတ်မှဂေတင်တော်မူပါအပြည့်စရိုက်မှဆင်ခြင်သူစေ၍ဆင်းရဲဒုက္ခပေါင်းတို့မှလည်းကာကွယ်တော်မူပါ